Hello ခက်ခက်ပါခင်ဗျာခုတစ်ခါဒီ surprise လေးနဲ့ဘယ်လို Christmas ကိတ်လက်လာလေးလုပ်ပြပေးပါမယ်မုံစားလုပ်တော့မယ်ဆိုတော့ဘာညာရွှေရှောင်း April လေးပါလေးကောက်ဝက်လိုက်တယ်ဘယ်လိုနေလဲအဆင်ပြေရလားအရင်ဆုံးမုံမလုပ်ခင်မှာမုံလုပ်ဖို့အတွက်အရင်ပြင်ဆင်ပါမယ်ခက်ခက်ကတော့ကိတ်ပုံစံလေးကိုတိတိပပလေးရချင်တာဖြစ်တဲ့အတွက်ကိတ်ရင်လေးနဲ့တိတိတခြားလေးလုပ်ထားပါတယ်အိမ်မှာလည်းဒီကူလုပ်စားမဲ့လူတွေကတော့ဒီလိုကိတ်ရင်လေးမရှိလဲအဆင်ပြေပါတယ်အိမ်တိုင်းမှာလည်းဒီကူရနိုင်တဲ့ပကံလုံးလေးတွေပလတ်စတစ်ခွက်လေးနဲ့လည်းလုပ်လို့ရပါတယ်ဗျာကဲစင်တိဖြစ်ဆုံးမုံစားလုပ်ကြမယ်ဒီလိုဂျယ်လတင်ပြား24 gram ကိုရေလေးနဲ့ပြုတ်အောင်စိမ်ထားပေးရပါမယ်။ဒုတိယဆင့်အနေနဲ့ Sprite 900 ml ကိုမီအေးလေးနဲ့စူပွက်လာတဲ့အထိဂျိုပေးရပါမယ်။တပူကို330 ml ပါတာဆိုတော့3ဘူးနီးပါတော့ထည့်လိုက်ပါတယ်။ Sprite လည်းစူပွက်နေပြီဆိုတော့ခုနကစိမ်ထားတဲ့ဂျယ်လတင်တွေကိုရေစင်အောင်ညှစ်ပြီး Sprite ထဲမှာပျော်ဝင်သွားတဲ့အထိဖြည်းဖြည်းချင်းမွေပေးရပါမယ်။အချိုကြိုက်တဲ့လူတွေအနေနဲ့ကြားထည့်လို့ရပါမယ်။ခန်းကတော့ဒီ Sprite ရတာလေးကိုပဲလိုချင်လို့ဘာမှထပ်မထည့်တာအောင်။အားလုံးပျော်ဝင်သွားပြီဆိုရင်အေးခံမဲ့ခွက်ထဲမှာထည့်ပြီးရေးတာထဲမှာ4နာရီလောက်အေးခံထားပေးရပါမယ်။4နာရီဖြစ်သွားရင်တော့ဒီလိုအနေထားလေးရလာပါပြီ။ဒီနေရာမှာတစ်ခုလောက်တော့ကြံပေးခြင်းပါတယ်။ခက်ခက်လိုကိတ်ရင်းနဲ့လုပ်တဲ့လူပဲဖြစ်ဖြစ်အိမ်မှာလွယ်တကူပလတ်စတစ်ခွက်လေးတွေပကံလေးတွေနဲ့လုပ်တဲ့လူပဲဖြစ်ဖြစ်ဂျယ်လီတွေမလောင်းခင်မှာခွက်လေးတွေရဲ့မျက်နှာပြင်ကိုခွာရလွယ်အောင်လို့စီလေးတွေတုပ်ထားဖို့တော့လိုပါမယ်ဗျာ။အခုဆိုရင်တော့လိုချင်တဲ့ decoration လေးရအောင်လို့LED မီဂျိုးလေးနဲ့စပြီးလာဆင်နေပါတယ်။အလင်းတွေဖြာထွက်နေတဲ့ပုံစံလိုချင်တာကြောင့်မို့လို့မီဂျိုးလေးတွေကိုဂျယ်လီတုံးရောက်ချီတဲ့ကိုထည့်တဲ့အခါမှာဂျယ်လီတုံးလေးတွေမပဲ့ထွက်လာအောင်လည်းတေချာကျူးဆိုင်ပေးရပါမယ်။မီဂျိုးလေးမလင်းဆန်းမှုမိနေရဗျာနောက်ဆုံးလိုက်ရရတယ်။အလားဆင်တဲ့နေရာမှာ topping cream နဲ့သုံးပါမို့လို့ topping cream နဲ့ရိုက်လိုက်တယ်။ပြီးတော့ဒီ star nozzle လေးနဲ့ပန်းပွင့်လေးလိုက်ဆွဲပေးလိုက်တယ်။ပြီးတော့အလားဆင်တဲ့နေရာမှာကြိုက်တဲ့အသီးသုံးလို့ရပါတယ်ခင်ဗျာ။ခက်ကတော့အိမ်မှာရှိရဖျဲသီးလေးကိုပဲ Christmas theme လေးနဲ့လိုက်တော့အောင်လို့ကျဲပုံစံလေးတွေဖြတ်ပြီးအလားဆင်ပေးလိုက်ပါတယ်။နောက်ထပ်ပိုးလာအောင်လို့အစိမ်းအောင်ရွက်လေးထည့်ပြီးလှဆင်ပေးလိုက်ပါတယ်။အလယ်မှာနေရာလွတ်နေရာကြောင့်ရောပြီးတော့ပိုပြီးလာအောင်လို့16ပဲရွှေချောင်းလေးချောင်းစိုက်ပေးလိုက်ပါတယ်။နောက်တော့ပါမီခလို့လေးဖွင့်ပြီးဖြောင်းနိုင်ပြီလေးညီလိုက်ပါတယ်။ Wow perfect ပဲ။ခဲခုဆိုရင်တော့အရန်လာပြီးဆွဲဆောင်မှုလည်းရှိရဲ Christmas cake လေးတစ်လုံးရလာပါပြီ။ဒီမို့လေးကအမြင်လဲလားစားလို့လဲကောင်းပြီးလောက်ရတာလဲလွယ်ကူရိုးရှင်းတာကြောင့်မလို့အားလုံးအတွက်အဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။ဗီဒီယိုလေးကိုစောင့်ကြည့်ပေးကြလို့ကျေးဇူးပါ။နောက်တဲ့ဗီဒီယိုတွေမှာလည်းမုံလလလေးနဲ့သူပြန်လာခဲ့ပါမယ်။